Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel နေပြီးတော့ပြည်သက်တွေအားလုံးကိုပြန်လည်နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့မြန်မာ U20 မျိုးသားဘောလုံးအသင်းနဲ့လာမယ့်အာရှ U20 ပြိုင်ပွဲအတွက်ရှင်ပြိုင်ရမယ်ခြေစစ်ပွဲတွေအကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လက်ရှိမြန်မာ U20 အသင်းဟာ2029ခုနှစ်တရုတ်နိုင်ငံမှာကျင်းပမယ့် AFC အာရှ U20 အာရှကပ်ကိုတိုက်ရိုက်ဝင်ရောက်ရှင်ပြိုင်နိုင်မယ့် qualifying အဆင့်မှာမရှိတော့ပါဘူးဒီစံတဲ့ရဲ့ထူးခြားချက်ကတော့တမျိုးဆက်ရဲ့ရလက်ဟာနောက်မျိုးဆက်ကိုတိုက်ရိုက်တက်ရောက်စေတဲ့ဆိုတာပါပဲလက်ရှိ development device မှာတော့မြန်မာအသင်းဟာဒီလင်ကဘရူနိုင်းမော်ရိုက်တင်းလူနဲ့အုပ်စုတစ်စုတည်းကြာရောက်နေပါတယ်ဒီအုပ်စုမှာအုပ်စုပထမသို့မဟုတ်ဒုတိယရရှိခဲ့ပြီးနိုင်ရခဲ့မယ်ဆိုရင်2029 AFC U20 အာရှကပ် qualifying setကိုပြန်လည်တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဒါကြောင့်အခုရှင်ပြိုင်ရမယ်ပွဲစဉ်တွေက2029ပြိုင်ပွဲအတွက်မဟုတ်ပေမဲ့မြန်မာဘောလုံးအနာဂတ်အတွက်အရေးကြီးတဲ့ပွဲတွေဖြစ်နေပါတယ်။မြန်မာအသင်းရဲ့ပွဲစဉ်တွေကတော့ဩဂုတ်လ31ရက်နေ့မှာတော့ဒီလင်ကနိုင်ငံစတေဘာလ3ရက်နေ့မှာတော့ရူရန်နိုင်ငံစတေဘာလ6ရက်နေ့မှာတော့မော်ရိုက်တင်းတို့နဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်အင်အားကြီးနိုင်ရှိကြည့်မယ်ဆိုရင်တော့မြန်မာအသင်းဟာအုပ်စုထိပ်ဆုံးနေရာကိုရယူနိုင်စွာရှိတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးမှာနာမည်ကြီးုံနဲ့နိုင်ရရှိတာမျိုးမဟုတ်ပါဘူး။ကွင်းထဲရိုင်းဆွဲဆောင်ရည်ကသာအဆုံးဖြတ်ပေးမှာပဲဖြစ်ပါတယ်။လက်ရှိအသင်းမှာအာဆီယံယူဆက်ကူပြိုင်ပွဲမှာခြေဆန်းကြခဲ့တဲ့လာမင်းပြေးစုံတော်ခြင်းကိုကောင်းခန့်ကျော်လို့လူငယ်ကစားသမားတွေပါဝင်လာနိုင်တယ်လို့ဖောင်ဒီဟာအန်ထူပိုင်ခင်လင်းဦးတို့လိုပြည်သက်အချိုင်ကစားသမားတွေလည်းပါဝင်လာဖို့ရှိနေပါတယ်။ဒါအပြင်တိုင်းဒေသကြီးနဲ့ပြည်နယ် U20 ပြိုင်ပွဲတွေကနေထူးချွန်တဲ့လူငယ်ကစားသမားတွေကိုပါခေါ်ယူထားတာကြောင့်အသင်းရဲ့မျက်နှာသစ်ပုံစံကိုမြင်တွေ့ရဖို့ရှိပါတယ်။ရှစ်စစ်ပွဲမတိုင်ခင်မှာလည်းဟောင်ကောင် U20 အသင်းနဲ့ဇူလိုင်လ4ရက်နေ့နဲ့9ရက်နေ့တွေမှာတိုးနာခွေနိုင်ရှစ်စစ်ပွဲ2ပွဲရှစ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ဒီဘက်ဟာနီးပြအဖွဲ့အတွက်နောက်ဆုံးလူရည်စင်းရွေးချယ်ဖို့အရေးကြီးလို့ပြည်သက်တွေအတွက်လည်းအသစ်ဖွဲ့စည်းကြတဲ့မြန်မာအသင်းရဲ့အမှန်တကယ်အင်အားကိုအခက်ဖြတ်နိုင်မဲ့ပွဲဖြစ်လာမှာပါမြန်မာဘောလုံးဟာအခုချိန်မှာအာရှထိပ်သီးအဆင့်ကိုမရောက်သေးပေမဲ့လူငယ်မျိုးဆက်တွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးနိုင်မယ်ဆိုရင်ပြန်လည်တိုးတက်လာဖို့အခွင့်အရေးရှိနေသေးဖြစ်ပါတယ်ဒါကြောင့် development device ဆိုတဲ့အဆင့်ကိုရောက်နေတာကဆက်စရာဖြစ်ပေမဲ့ဒီအဆင့်ကနေပြန်လည်ခါကျနိုင်မလားဆိုတာကိုတော့ကစားသမားတွေနီးပြအဖွဲ့နဲ့ပြည်သက်တွေအားလုံးပူးပေါင်းပြီးသက်ဖြေပြရမှာပဲဖြစ်ပါတယ်ဟောင်ကောင် U20 အသင်းနဲ့ခြေစစ်ပွဲတွေမှာမြန်မာအသင်းဟာဘယ်လိုရလဒ်တွေရယူနိုင်မလဲခင်ပါတယ်ခြေစစ်ပွဲမှာရောမြန်မာအသင်းအုပ်စုထိပ်ဆုံးနဲ့ qualifying ဆင့်ကိုပြန်တက်နိုင်မယ်လို့ယုံကြည်ကြပါဗျာကိုမဲ့မှာတည့်ရဲ့အနေများကိုမျှဝေပေးခဲ့ပါဦးမြန်မာဘောလုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေပုံစံချက်တွေနဲ့အထူးစီစဉ်တွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ